ပြည်ကြီးကိုကဲတင်လေဆိုတာအဲ့ဒီမြန်မာပြည်ကြီးကိုမေတ္တာထားတဲ့ဖရာသခင်ခါအားတဲ့စစ်မှန်တဲ့ကောင်းဆောင်ကိုအာယုထဲမှာမရှိပဲအခုတော်လှန်ရေးကဘယ်မှာအာယုပြုတ်လို့တော်လှန်နေကြတယ်လဲဆိုတာအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့ခံစားရတဲ့အဖြစ်အခုအမေအောင်ဆန်းစုကြည်ကလက်ဝဲလက်ဖြင့်ကျိုးတယ်လို့ကြားတယ်ဒီမြင်တယ်မှာနော်အဲ့ဒါနောက်ဆုံးရတဲ့တည်းနော်သူ့အကြောင်းကြားရတာအဲ့ဒါကတော့ဟိုတည်င်းထောက်တယောက်ပြောတာပေါ့နော်တည်င်းပြောတဲ့သူတူကပြောတာဖြစ်တယ်ကိုရှယ်လီတဲကနေပြီးတော့အဲ့ဒီတည်င်းစကားကြားရတာဖြစ်တယ်နော်နောက်ပြီးတော့တခါတော့ဒီကိုရှယ်လီစီကတည်င်းမကြားရခင်အမေအောင်ဆန်းစုကြည်လက်ကျိုးတယ်ဆိုတာမကြားရခင်လွန်ခဲ့တဲ့တလအမြင်ငလင်လောက်အပြီးပေါ့နော်တလတော့ပဲဟုတ်မယ်မြင်ငလင်လောက်အပြီးမှာဘယ် background ကနေထုတ်လွှင့်တဲ့တည်င်းစကားလဲဆိုတော့ဘာလဲပါအမေစုရဲ့ပါကနေပြီးတော့အမေကမြင်ငလင်ဘေးမှာကျမ်းမာစွာကောင်းမွန်စွာအသက်ရှင်ပါတယ်လို့သူသားကိုယ်တိုင်ကအဲ့လိုတည်င်းစကားကိုထုတ်ပြောတယ်ဘယ်သူကသူ့ကိုအဲ့လိုပြောခိုင်းတယ်လဲသူ့ရဲ့အမေကငလင်ဘေးမှာကျမ်းမာတယ်နေကောင်းတယ်လို့သူ့ကိုဘယ်သူပြောတယ်လဲဒါမှမဟုတ်သူ့ရဲ့သားကိုစိတ်ချမ်းသာဖို့အတွက်ဌာနတစ်ခုခုအဖွဲ့အစည်းတစ်ခုခုကပြောခိုင်းတာလားအဲ့ဒါတစ်ခုနော်စဉ်းစားကြည့်ရအောင်ဒီနေ့ကတော့အမေအောင်ဆန်းစုကြည်အကြောင်းကိုအဓိကပြောရအောင်ဖြစ်တယ်အဲ့ဒါတစ်ချက်အဲ့လိုမျိုး sorry အဲ့မျိုးတည်င်းစကားကြားရပြီးတဲ့နောက်သူ့သားကသူ့အမေချမ်းမှာပါတယ်နေကောင်းပါတယ်နော်ထပ်ဆိုတဲ့တည်င်းထဲမှာကိုကကြားတော့အမေစိတ်ချမ်း